ရှိုးတော့ရက်မှာပေါ့ကျွန်တော်တို့ကိုဂျီလိုတဲ့ကျွန်တော်တို့အောင်းဆက်ပြီးတော့ခေါ်ပြီးတော့မှာပါဟွာကျွန်တော်တို့ဂျားထဲမှာနည်းနည်းအလွဲလေးရှိခဲ့ပြီးခံပေးကြပါဟွာဒီလိုတဲ့ကျွန်တော်ဆက်ဆွဲလိုက်ပြီနော်ကျေးဇူးအများကြီးတင်ပါတယ်အားလုံး